နံပါတ်1ချက်ကဒီလိုခြေစွပ်ကိုဒီမှာစွတ်မယ်နော်ခြေစွပ်ကိုစွတ်မယ်စွတ်ပြီးသွားရင်ဒီကောင်လေးကိုသူ့ကိုနည်းနည်းလေးပြန်ပြီးတော့ဒီလိုချိန်ပြီးလိုက် Yes I know next one ပြီးရင်နောက်တစ်ပတ်ထပ်တက်မယ်လာရဟုတ်ပါပြီရှိတယ်ဘာစီလာဟိုချက်စီတစ်စိတ်ချက်စီတစ်စိတ်ဘာစီလိုနာပုံလေးလည်းလေအဲ့တော့ဒီမှာဖက်ဖက်တစ်လုံးခုရပြီဟိုဒီကောင်ကိုဒါပြန်စီးမယ်ဟဲ့နော်စီးပါလားမစီးလားစီးပြီဒါဆိုင်မယ်အဲ့တော့နည်းနည်းထပ်ဖိုင်းရအောင်โอเคကဲဒီနေ့ကြာတော့မှမလို့စီးနေဦးကြီးอ่ะရေးလိုက်ရပါအေးဒီဘက်လေးကြောင်မိုက်ပါတယ်ဝင်စီးကြပါတော့ပါကကြီးညာလာမဟုတ်တော့ပြောပြမှာရောင်းမှလည်းမဟုတ်ဘူးဝယ်စီးခြင်းစီးဖို့ဆိုပြီးတော့အဲ့လိုမျိုးပြောမှာနောက်ကမင်းအဲ့ဖက်နဲ့ဝယ်တာဘယ်လောက်ပေးရလားပြီးတော့ဟိုလား80နဲ့က8000ပါလားအေးဟဲ့လားဟုတ်လားဟာမင်းမစီးဘဲနဲ့ဘာလို့ကြိုးချီပေးတာမစီးဘဲနဲ့ကြိုးချီပေးတာဩလာနေလာဒီချာနေမရရဆက်မယ်တော့ဆရာကြနော်ဘေဘေကမ်နော်ခဏလေးငါလည်းညက်ပြီဟေးအားရလာတယ်စီးပြီးပြန်လို့Oh yeah.